မှာဆိုလို့ရှိရင်အမတို့အတန်းတွေကအကုန်လုံးသတ်မှတ်ထားပြီးသားတက္ကသိုလ်ရောက်ပြီဆိုလို့ရှိရင်ဒီ semester မှာတော့ဒီ major တွေတက်ကမယ်ဒီ minor တွေတက်ကမယ်သတ်မှတ်ထားပြီးသားဒါကမြန်မာကပညာရေးစနစ်ပေါ့နော်ဒါပေမဲ့ဒီဘက်မှာကျတော့ပညာရေးစနစ်ကကျတော့ဥပမာဆိုရှင်ကိုကခုနအမပြောသလိုမျိုးဒီ college ထဲမှာဝင်မယ်ပြီးရင် major ထဲဝင်မယ် major တွေကနေမှတစ်ခုချင်းစီ subject တွေကိုကြည့်မယ်ဆိုပြီးရှိတယ်ပေါ့နော်အဲ့တော့သူကဒါစုကမ်းရှင်းချုံးဆိုပြီးတော့ကိုတက်ချင်တဲ့အတန်းကိုရှောက်ရမှာအမြဲတမ်း semester အစခန်းဒီမှာရှောက်ရတဲ့ကာလတစ်ခုရှိတယ်ပေါ့နော်အဲ့ဒီကာလအတွင်းမှာဆိုရင်ဒီမှာသတ်မှတ်ထားတဲ့ credit လိုက်ဒီ semester မှာတော့ credit ဘယ်လောက်ကိုယူရမယ်ဆိုရင်အဲ့ credit နဲ့တွက်ချက်ပြီးတော့ကိုကဘယ် subject တွေကိုယူရမယ်အဲ့မှာလဲ subject မှာလည်းပဲ तू ကအဓိကသေချာပေါက်တက်ကိုတက်ရမယ် theory ဘိုင်းကိုယ့်ရဲ့ major ဘိုင်းဆိုပြီးခွဲခြားထားတာမျိုးလည်းရှိသေးတယ်ပေါ့နော်အဲ့တော့အတန်းတွေလျှောက်တဲ့ခါမှာလဲကိုကဒီ credit ကကိုဘယ်လောက်ယူရမလဲပြီးတော့လို့ရှိရင်ထားပါတော့ first year မှာတက်ရမယ့်ဟာကဒီလို major ဖြစ်တယ်ဆိုတဲ့ဟာမျိုးတွေကိုကကြိုတင်ပြီးတော့လေ့လာပြင်ဆင်ဖို့လိုတယ်ပေါ့နော်အမတို့မြန်မာနဲ့စနစ်ချင်းမတူတာဖြစ်တယ်ဒီစနစ်ကိုကအသားမကျနေဘူးအသားမကျနေတဲ့ကြောင့်မလို့ဥမာဒီနေ့ရှောက်ရမယ်ဆိုဒီနေ့စပြီးတော့သွားကြည့်ရမျိုးမဟုတ်ဘဲနဲ့ကိုကကြိုတင်ပြင်ဆင်ခြင်းယူရမယ်ပေါ့နော်ကိုကဘယ်အတန်းနေနားထောင်ချင်တာလဲပြီးတော့bachelor အတန်းနေဆိုရင်နည်းနည်းပို့ပြီးတော့တောင်ကျက်တယ်စုကမ်းရှင်းချောင်းကမရလိုက်တာမျိုးပေါ့နော်ပြီးတော့မှတခြားရတဲ့ဟာကိုတက်လိုက်ရတဲ့ဟာမျိုးရှိတယ်ပေါ့နော်ရတဲ့ဟာကိုတက်လိုက်ရတဲ့ဟာမျိုးတွေရှိတယ်ပေါ့နော်အဲ့ခါကျတော့ကိုကကြိုတင်ပြီးတော့အများကြီးပြင်ဆင်ဖို့လိုတယ်ဘယ်လို subject တွေတက်ချင်တာလဲတကယ်လို့ပြောရမယ်ဆိုရင် plan A plan B ထားတင်တယ်ပေါ့နော် plan A ရဆိုရင်ကိုကဒီ major တွေကိုဒီ semester မှာတက်ချင်တယ်ဒါပေမဲ့တကယ်လို့ရှောက်လိုက်တဲ့အခါမှာအဲ့မှာလူပြည့်သွားလို့မရဘူးဆိုရင်ဘယ် major တွေရှောက်မယ်ဆိုရင် backup plan မှာထားတာပို့ပြီးတော့ကိုတက်စိတ်ချရတယ်ပေါ့နော်အဲ့ဒါဆိုရင်ကို credit အလိုက်လေဒီ semester မှာတက်ရမယ့် major တွေကိုတက်လို့ရမယ်ပေါ့နော်ဒါကကျတော့ bachelor အတွက်ပေါ့နော်အမကကျတော့ master နဲ့ PhD ကျတော့ credit မှတ်တွေကနည်းသွားပြီဒါပေမဲ့ तू ကဘာတွေများလာလဲဆိုတဲ့ခါကျတော့စာတမ်းတွေဖတ်ရတာမျိုး presentation တွေလုပ်ရတာမျိုးတခြားသောသူတွေနဲ့ပေါ့နော်ဒီအကြောင်းအရာတစ်ခုစာအုပ်တစ်ခုအဲ့ဒါနဲ့ပတ်သက်ပြီးတော့ဆွေးနွေးပြီးတော့ပြန်ပြီးတော့ presentation လုပ်ရတာမျိုး discussion တွေလုပ်ရတာမျိုးအတန်းပုံစံတွေကမတူတော့ဘူးပေါ့နော်ဒီမှာ PhD ဆိုရှင်ပို့ဆိုးပါတယ်အဲ့လိုတကယ် conference ဒီမှာသွားပြီးတော့စာတမ်းဖတ်ရတာမျိုးတွေလည်းရှိကောင်းရှိနိုင်တယ်ပေါ့နော်ကိုလေ့လာတဲ့အပိုင်းတွေနဲ့ပတ်သက်ပြီးတော့ပြန်ပြီးတော့သွားပြီးတော့ seminar တွေတက်ပြီးတော့ပြောရတာမျိုးရှိနိုင်တယ်ပေါ့နော် bachelor မှာဆိုလို့ရှိရင်အဓိက team project တွေလုပ်ရမယ် presentation တွေလုပ်ရမယ်စာမှုပွဲတွေဖြေရမယ်ပေါ့ဒါရဲ့ team project ဖြစ်တဲ့ကြောင့်ကိုကခုနကပြောရလေအတန်းသွားတက်ပြီးတော့ကိုတယောက်တည်းတန်းတက်ပြီးသွားလို့မရအောင်အဲ့တော့ဘေးပတ်ဝန်းကျင်မှာတကယ်လို့ team project လုပ်လာမယ်ဆိုရှင်သူတို့ကတော့လူသတ်မှတ်တာတွေချထားပြီးမှဆိုရင်ကိုကအနည်းဆုံးတငယ်ချင်းမိတ်ဆွေရှိရဆိုရှင်ပို့ပြီးတော့အဆင်ပြေရပေါ့နော်အဲ့တော့ team project တွေပါလုပ်တဲ့အခါမှာအဆင်ပြေအောင်အဲ့လိုမျိုးအတန်းနားထောင်လိုက်အောင်လည်းပြီးသွားတာမဟုတ်ပဲတခြားသောလုပ်ရမယ့် team project presentation စသဖြင့်ရှိရပေါ့နော်အဲ့တော့ကိုကအမြဲတမ်းမျက်စိဖွင့်နားဆွနေပြီးတော့ဥပမာ major ရဲ့ခတ်ထုတ်ပေါ့နော်ခါခါကိုအဲ့လို chat group chat တွေပါရှယ်ဆိုရင်အဲ့ဒါအမြဲတမ်းဝင်ထားပြီးအမြဲတမ်းကြည့်နေရမယ်ပေါ့နော်ကိုဘာလွတ်သွားမလဲပေါ့သူတို့ကတော့သူတို့စနစ်နဲ့သူတို့သွားတာဖြစ်တဲ့ကြောင့်သူတို့အတွက်ကတော့အကုန်ဒါအသားကျနေပြီကိုကကျဒီစနစ်နဲ့အသားမကျနေတဲ့အခါမှာ information လွတ်သွားရင်ကို့အတွက်နစ်နာမှုတွေရှိနိုင်တယ်ပေါ့နော်အဲ့ဒါကြောင့်မို့ဒါလေးတွေအမြဲတမ်းသတိထားပြီးတော့ကြည့်ရမယ်ပေါ့နော်